အမျိုးသမီးတယောက်ရဲ့တန်ဖိုးကအိမ်မှုကိစ္စတွေကြောင့်မှပဲပျောက်ကွယ်သွားမှာလားကိုပိုင်ဝင်ငွေကိုပိုင်အောင်မြင်မှုနဲ့ကိုချတော့ပေါ်ကိုရက်တည်ခြင်းတဲ့အမျိုးသမီးတွေအတွက် MDRD ဆိုတာတကယ်ပဲလက်လန်းမိနိုင်တဲ့အိမ်မက်တစ်ခုလား မင်္ဂလာပါကျမကတော့ပွင့်ပိုင်မှုပါလက်ရှိမှာတော့ Prudential အာမခံမှာ Agency Unit Manager တယောက်အနေနဲ့လုပ်ကိုင်နေပြီးတော့ဂုဏ်ယူရတဲ့ MDRD တယောက်လည်းဖြစ်ပါတယ်အမအနေနဲ့အခုလို MDRD ဖြစ်လာတဲ့ပေါ်အမိုင်းခံစားချက်လေးပြောပြပေးပါလားရှင်ကိုပြန်လည်တွေ့ရှိတဲ့လူမျိုးခံစားရပါတယ် Prudential အာမခံမှာ MDRD စုကိုရလိုက်တာဟာကိုလည်းလက်တွေ့နေပဲမှာတကယ်စွမ်းဆောင်နိုင်တဲ့မျိုးသမီးတယောက်ပါလားဆိုပြီးတော့ကိုပြန်ပြီးတော့တက်တည်ပြနိုင်ခဲ့လို့အရန်ကိုပီတိဖြစ်ရပါတယ်အမအခုလို MDRD ဖြစ်လာဖို့အတွက်ဘယ်လိုစိန်ခေါ်မှုတွေကြုံရလဲမအဓိကကတော့ညှင်းပယ်ခံရမှာကိုကြောက်တဲ့စိတ်ပါပဲလူတွေကအာမခံကြောင်းပြောမယ်ဆိုလို့ရှိရင်နားမထောင်ကျင်ကြဘူးလေအဲ့အတားကြီးတွေကိုကြော်ဖြတ်ပြီးတော့သူတို့ရဲ့ဘဝအတွက်အနာဂတ်အတွက်တကယ်အကျိုးရှိစေမဲ့အာမခံအကြံပေးတယောက်အဖြစ်ယုံကြည်မှုကိုတိစောက်ယူရတာလဲအမအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲအသက်ဝင်လာမဲ့အသက်အာမခံအကြံပေးတွေအတွက်ရောအမရဲ့အဓိကအကြံပြုချက်ကဘာလေးအများပြမလဲအဓိကကတော့ပေါ့နော်စိတ်ဝင်စားမှုနဲ့ကိုမမတ်ဟာမတူညီဘူးဆိုတာကိုသဘောပေါက်ဖို့လိုပါတယ်စိတ်ဝင်စားအောင်တက်ပဲဆိုလို့ရှိရင်တော့ကိုအဆင်ပြေတဲ့အချိန်မှာပဲလုပ်ဖြစ်လိမ့်မယ်လေကိုမမတ်ထားပြီးတော့အာယုံစိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ဘလို့အခက်အခဲအတားဆီးကိုမဆိုကြော်ဖြတ်နိုင်မှာပါ MDRD စုဆိုတာရောင်းအားကောင်းတဲ့စုတစ်ခုတည်းမဟုတ်ပါဘူးကျမတို့ရဲ့ဘဝကိုတန်ဖိုးထားတက်လာစေတဲ့ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ကျင်နေဆိုရင်တော့ Prudential အာမခံမှာအသက်အာမခံချက်ပေးဖြစ်အခုပဲစကြတယ်